အိန္ဒိယဇာတ်ကားလေးတကားရှိတယ်။သူ့နာမည်က Mountain Man တဲ့။ကျွန်တော်မြန်မာလိုအရိုးရှင်းဆုံးဘာသာပြန်ရမယ်ဆိုရင်ဒါတောင်လူသားလို့ပဲဆိုရမှာပေါ့နော်။အဲ့တော့ဒီကားလေးကဖြစ်ရမှန်ဇာတ်ကားလေး။ဒီကားထဲမှာစိတ်ဝင်စားစရာကောင်းတာကဒါသူ့ရဲ့ဒီဇလန်းဇက်ကွက်ကပေါ့နော်။အတော့ကိုအိန္ဒိယကားတွေရဲ့ထုံးစံအတိုင်းပဲဒါဆွဲဆောင်မှုတော်တော်လေးရှိတာတွေ့ရတယ်။အဲ့တော့ဒီဇာတ်ကားလေးအကြောင်းကိုကျွန်တော်နည်းနည်းလေးပြပြပေးမယ်။ဒီ Mountain Man လို့ခေါ်တဲ့ဒီနောက်ပိုင်းမှာပေါ့နော်သူက Mountain Man လို့ခေါ်ရမယ်ဒီဇက်ကားတွေကဇက်လိုက်ကပေါ့သူကရွာတရွာမှာနေတာသူတို့ရွာနဲ့မြို့နဲ့သွားတဲ့ဒီလမ်းမှာပေါ့နော်တောင်တထောင်ကကာစီးထားတယ်တခုခုရွာနေပြီးတော့အဲ့မြို့ကိုသွားကျင်တယ်ဆိုလို့ရှိရင်ဒီတောင်ကြီးကိုကွေ့ပတ်ပြီးတော့သွားနေရတာအဲ့ဒါကြောင့်မလို့ဒါလမ်းခီးနှောင့်နှေးမှုတွေဖြစ်တယ်ပေါ့နော်အဲ့တော့လမ်းမဆက်သွယ်ရေးမကောင်းတဲ့အတွက်ကြောင့်မလို့ဒါရွာနေပြီးတော့မြို့ကိုသွားတရားရှိတယ်ဆိုလို့ရှိရင်ကွေ့ပတ်ပြီးသွားနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအချိန်ကြီးအများကြီးနှောင့်နှေးကုန်တယ်လူမှုရေးစီးပွားရေးကျန်းမာရေးစသဖြင့်ဟိုနှောင့်နှေးကုန်တာပေါ့နော်အဲ့ဒီအချိန်မှာဒီ Mountain Man ဖြစ်လာမဲ့လူရဲ့ဇနီးမယားပေါ့နော်သူကလည်းဒါဟိုမြို့ပေါ်မှာမီးသွားဖွာဖို့အတွက်သွားတာအဲ့လိုမျိုးတောင်ကွေ့ပတ်ပြီးသွားနေရတဲ့အတွက်ကြောင့်မလို့လမ်းမှာပဲသူကအသက်ဆုံးသွားတယ်ဒါကြောင့်မလို့ဒီ Mountain Man ကသူကဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ဒီရွာသားတွေသူ့ရွာမှာရှိတဲ့ရွာသားတွေတွားရေးလာရေးအဆင်ပြေအောင်ဆိုပြီးတော့သူကဒီသူတို့ဒုက္ခပေးနေတဲ့သူတို့အတွက်အခက်အခဲဖြစ်နေတဲ့ဒီတောင်ကြီးကိုသူဖြိုမယ်ဆိုပြီးတော့သူဆုံးဖြတ်ချက်ချလိုက်တယ်အဲ့ဆုံးဖြတ်ချက်ချပြီးရတယ်သူကအဲ့တောင်ကိုနေမနာညမနာဒါကြိုးစားပြီးတော့ဖြိုဖို့လုပ်တယ်နေမကောင်းတာတော့မှသူမနာဘူးတောက်လျှောက်ကိုသူနေတိုင်းသွားဖြိုတယ်အဲ့တော့ဟိုရွာတွေကလူတွေကသူ့ကိုတမျိုးမြင်ကြတာပေါ့နော်အဲ့တော့အမြင်တွေမျိုးမျိုးရှိသွားကြတယ်ဘာလို့ဆိုတော့သူကဇနီးမယားဆုံးထားတဲ့အတွက်ကြောင့်မလို့သူ့ကိုဒါယူသွားတဲ့လူတယောက်လိုတတ်မှတ်ကြတာမျိုးလည်းရှိတယ်တချို့ကြတော့လည်းသူ့အနေနဲ့ပေါ့နော်မဖြစ်နိုင်တဲ့အလုပ်ကြီးကိုလုပ်တယ်ဆိုပြီးတော့လောင်ပြောင်ကြတဲ့လူတွေလည်းရှိတယ်ပေါ့ဘာပဲပြောဒီ Mountain Man ကသူလုပ်เสียရှိတဲ့အလုပ်ကိုလုပ်ပြီးတော့မှအများကမဖြစ်နိုင်ဘူးထင်ထားတဲ့ဒီတောင်ကြီးကိုနေ့စဉ်နဲ့မျှသူကဖြိုတယ်တောင်ကလည်းကြောက်တောင်ကြီးအဲ့တော့သူတော်တော်ခဲရခဲစစ်ကြိုးပမ်းပြီးတော့ဖြိုရတာပေါ့နော်သူ့ရဲ့ဒီသားသမီးတွေသူ့ရဲ့အဖေပေါ့နော်ဒီကလေးတွေရဲ့အဖိုးကလည်းပဲသူ့ကိုမယုံကြည်တော့ဘူးဒါယူနေတယ်လို့နောက်ဆုံးမှာဟိုတတ်မှတ်ပြီးတော့မှပေါ့နော်စွန့်ခွာတဲ့အထိဖြစ်သွားကြတယ်ဒါပေမဲ့လည်း Mountain Man အဲ့ဒီသူ့ရဲ့ယုံကြည်ချက်ကခိုင်မာနေတော့နေမကောင်းဖြစ်တာတော့မှသူကဒီတောင်ကိုဖြိုဖို့အတွက်ကိုသူကအစင်တစိုက်အများတန်းကြိုးပမ်းခဲ့တယ်မကြခင်မှာပဲဒါသူ့ရဲ့ကြိုးပမ်းအားထုတ်မှုကြောင့်သတင်းစကားတဆင့်ပြန့်နှံ့သွားပြီးတော့မြို့ပေါ်ကဒါအစိုးရအရာရှိတွေအာဏာပိုင်တွေစီကိုဒီသတင်းကရောက်သွားတယ်ရောက်သွားတော့အဲ့မှာမီဒီယာတွေကလည်းဒီသတင်းကိုအကျယ်တွင်ဖော်ပြကြတယ်ဒီနိုင်ငံရေးပါတီအသီးသီးကလည်းရောက်ရှိလာပြီးတော့မှဒီလူကိုလာပြီးတွေ့ဆုံကြအမေးမြန်းကြလုပ်ကြတယ်ဓာတ်ပုံတွေပါရိုက်ကြတယ်ပြီးတဲ့အခါမှာအဲ့လူရဲ့ကြိုးပမ်းအားထုတ်မှုကိုဒီသူတို့တွေမီဒီယာတွေမှာဖော်ပြအမျိုးမျိုးသူတို့ဒီကြော်ညာပြီးတော့မှပေါ့နော်အလှငွေတွေကောက်ခံကြတယ်ဒါပေမဲ့လည်းတကယ်တမ်းမှာအဲ့ဒီကောက်ခံရရှိတဲ့အလှငွေတွေဒီ Mountain Man လက်ထဲကိုရောက်မလာခဲ့ဘူးပြောမယ်ဆိုသူတို့အကျိုးအမြတ်အတွက်ပေါ့နော်ဒါနိုင်ငံရေးအမြတ်ထုတ်တာမျိုးလောက်ကင်သွားကြတာပေါ့သူတို့ရဲ့အကျိုးစီးပွားကိုဒီလူ Mountain Man ကိုအသုံးချပြီးတော့မှသူတို့ကပေါ်ဆောင်သွားကြတာအဲ့တော့တကယ်တမ်းမှာဒီ Mountain Man စီကိုဘယ်အလှငွေမှတပြားတစ်ချက်မှရောက်မလာခဲ့ဘူးဒါပေမဲ့လည်း Mountain Man သူ့ရဲ့ယုံကြည်ချက်အတိုင်းပဲသူဆက်ပြီးတော့ဒီကြောက်တောင်ကြီးကိုဖြိုနေတော့မယ်နောက်ဆုံးမှာတော့ Mountain Man အနေနဲ့ဒီတောင်ကိုဒါအောင်မြင်ပဲဖြိုနိုင်ခဲ့တယ်အဲ့တော့ဒီဇလန်းလေးကတကယ်ကိုဟိုဖြစ်ရမှန်ဇလန်းလေးဖြစ်ပြီးတော့မှပြန်ပြီးတော့ဖြစ်ရမှန်ကိုရိုက်ကူးထားတဲ့ကားလေးပေါ့နော်သူ့ရဲ့ဒီဇလန်းဖွဲ့စည်းပုံနဲ့သူပေးခြင်းတဲ့ message ဒီတရုတ်ဆောင်တွေရဲ့ပြည်ပြင်းတဲ့တရုတ်ဆောင်မှုအားလုံးကဟန်ချက်ညီပြီးတော့မှအောင်မြင်ဆုံးကားတကားဖြစ်သွားခဲ့တယ်ဒါပေမဲ့အခုကျွန်တော်တို့ဟိုစဉ်းစားကြည့်မဲ့အချက်ကလေးတွေကဒီဇက်ကားပေါ့အခြေတည်ပြီးတော့ပေါ့နော်စဉ်းစားကြည့်မဲ့ဒီအကြောင်းအရာလေးတွေပို့ပြီးတော့မှကျွန်တော်တို့အတွက်စိတ်ဝင်စားစရာကောင်းတယ်အဲ့တော့မိတ်ဆွေသာဆိုလို့ရှိရင်ရောဒီဇက်ကားလေးကိုကြည့်ပြီးတဲ့အခါမှာဒါမှမဟုတ်လဲကျွန်တော်အခုပြောပြတဲ့အကြမ်းမြင့်လေးကိုသိပြီးတဲ့အခါမှာမိတ်ဆွေအနေနဲ့ဒီရွာသားတွေကတယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဒီ Mountain Man ကိုအမြင်ရှိမလဲပေါ့အဲ့တော့အမြင်တွေကတော့အမျိုးမျိုးတယောက်မတူနိုင်ဘူးပေါ့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီလူဒီစိတ်ကောင်းစေနာတော့ရှိတယ်ဒါပေမဲ့သူလုပ်တဲ့အလုပ်ကမဖြစ်နိုင်ဘူးလို့မိတ်ဆွေတွေးမလားဒါမှမဟုတ်လို့ရှိရင်နောက်တစ်မျိုးအနေနဲ့ဒါ तू အလို့ခံရတာပါကွာतू ရဲ့ဒါရိုးအမှုအပေါ်ကိုဟိုတခြားလူတွေကနိုင်ငံရေးအရာတော့၎င်းဒီ
သတင်းမီဒီယာအရတော့လည်းကောင်းအမျက်ထုတ်ပြီးတော့အကျိုးအမြတ်ရှာသွားကြတာသူအားလို့ဆိုပြီးတော့မိတ်ဆွေကတွေးကောင်းတွေးမိနိုင်တယ်ဒါမှမဟုတ်လေမိတ်ဆွေအနေနဲ့ဒီလူရဲ့ကြိုးပမ်းမှုကိုအတိမတ်ပြုတဲ့အနေနဲ့ကျွန်တော်တို့ဒီကြောက်တောင်ကြီးကိုတအားသွားပြီးတော့ပါဝင်ကူညီဖယ်ရှားပေးတာမျိုးကူညီဖြိုဖျက်ပေးတာမျိုးစဉ်းစားကောင်းစဉ်းစားနိုင်တယ်အဲ့တော့ကိုစဉ်းစားတဲ့ဒီအတွေးအခေါ်တွေကိုတွေးတဲ့ပုံစံတွေကတော့တယောက်တူကြမှာမဟုတ်ဘူးပေါ့နော်တကယ်တမ်းမှာကျွန်တော်တို့ဒီအောင်မြင်မှုတစ်ခုကိုရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်က SACF လို့ခေါ်တဲ့ဒီ framework လေးတစ်ခုလိုအပ်တယ်လို့ကျွန်တော်အနေနဲ့တော့မြင်မိတယ်ပထမဆုံး S ကတော့ sacrifice ကျွန်တော်တို့လိုချင်တဲ့အရာအတွက်ကိုကျွန်တော်တို့ဘယ်အရာတွေကိုစတေးမလဲစွန့်လွတ်အနစ်နာခံမလဲပေါ့အဲ့ဒီဟာလေးတစ်ချက်လိုတယ်နောက်တစ်ခုက A လို့ခေါ်တဲ့ attitude ကျွန်တော်တို့ရဲ့စိတ်နေသဘောထားဒီ mountain man ဥမာကိုကြည့်မယ်ဆိုလို့ရှိရင် mountain man ဒီသူတယောက်တည်းကောင်းစားရေးအတွက်ဒီကြောက်တောင်ဖြိုတာမဟုတ်ဘူးဒီတရွာလုံးကလူတွေရဲ့တွာလာရေးအခက်ခဲကိုသူကဖြည့်ရှင်းပေးခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်နဲ့သူကဒီတောင်ဖြိုတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအောင်မြင်ဖို့အတွက်ကကျွန်တော်တို့ attitude လို့ခေါ်တဲ့စိတ်နေသဘောထားကလည်းလိုအပ်သေးတယ်နောက်တစ်ချက်က C အဲ့တော့ consistency ဖြစ်မှုပေါ့ဒါကတော့မိတ်ဆွေတို့တော်တော်များများလဲကြားဘူးကြလိမ့်မယ်ကျွန်တော်အောင်မြင်မှုရဖို့အတွက်ဘယ်လုပ်ငန်းကိုမဆိုကိုယုံကြည်ချက်ရှိရှိနဲ့လုပ်ပြီးဟေ့ဆိုလို့ရှိရင်စဉ်ဆက်မပြတ်လှုပ်ဆောင်မှုဆက်ဆက်မပြတ်လှုပ်ဆောင်မှုဖြစ်တဲ့ဒီ consistency ကအင်မတန်အရေးကြီးတယ်ဒီ mountain man ဆိုလို့ရှိရင်တခြားဘသူတွေသူ့ကိုဘလို့ပဲမြင်ထင်ကြေးပေးနောက်ဆုံးမှာသူ့မိသားစုကိုသူဆွန့်လွတ်လိုက်ပြီးတော့မှဒီတောင်ဆက်ပြီးတော့သူယုံကြည်ချက်တိုင်းသူဖြိုနေခဲ့တယ်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ F ကတော့ကျွန်တော် fan လို့ခေါ်တယ်အဲ့တော့ရှေ့မှာဘလို့ပဲကျွန်တော်တို့ဆုံးလွန်နေတာခံမှုတွေရှိစိတ်သဘောထားတွေကောင်းပြီးတော့မှစောစောမြဲမြဲလှုပ်ဆောင်ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေကိုအားပေးအားမြောက်ပြုပေးနိုင်မဲ့လူတွေရှိရင်ကျွန်တော်တို့ရဲ့အောင်မြင်မှုစီသွားတဲ့ခီးလန်ပို့ပြီးတော့မြန်ဆန်တယ်ဒါကြောင့်ကျွန်တော်က fan ကလည်းအရေးကြီးတယ်ဒါ fan တို့မို့ follow ပါဗောနော်ဒီလိုလူတွေအရေးကြီးတယ်အဲ့တော့စောနာကကျွန်တော်တို့ပြောခဲ့တဲ့မိတ်ဆွေတွေးလို့ရနိုင်တဲ့နီးလန်းတွေထဲမှာဒီ mountain man ကိုကူညီတဲ့အနေနဲ့သူဖြိုဖျက်နေတဲ့ကြောက်တောင်လေးတစ်ခုကိုကျွန်တော်တို့ကဝိုင်းပြီးတော့တအားကူညီဖြိုဖျက်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီ mountain man ဖြစ်ချင်တဲ့ဆန္ဒကိုကျွန်တော်တို့ကအမြန်ဆုံးရောက်ရှိသွားအောင်ကူညီပေးလိုက်ရကြတယ်ကျွန်တော်တို့အဲ့လိုမျိုးလေးမြင်မိတယ်ဗောနော်အဲ့တော့မိတ်ဆွေတွေအမြင်ကိုလည်း comment လေးမှာမှန်ခဲ့လို့ရပါတယ်အောင်မြင်မှုကိုတွားတဲ့အခါမှာဒီ SACF လို့ခေါ်တဲ့ framework လေးနဲ့ကျင့်သုံးပြီးတော့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်ဒါပို့ပြီးတော့မှမြန်နဲ့မှန်ကန်လေးရောက်ရှိလိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့မြင်မိပါတယ်အဲ့တော့ကောင်းတဲ့အရာတွေဖြစ်ဖို့ဆိုတာဒီကျွန်တော်တို့ကကိုယ်တိုင်ကကောင်းတဲ့အရာတွေလုပ်နေတဲ့လူတွေအပေါ်မှာအားပေးအားမြောက်ပြုဖြစ်ဖို့လိုတယ်ဆိုတဲ့အချက်ကလေးကိုလည်းကျွန်တော်အနေနဲ့ဒါမျှဝေခြင်းပါတယ်အဲ့တော့အဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့မိတ်ဆွေတို့တူးချင်းတယောက်ချင်းတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်နေကောင်းချမ်းပါပြီးတော့ပျော်ရွှင်ကြည်လင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ။